ချစ်ဆွေးနေလူ
ဆက်ညောင်ပါလေကျွန်တော်ချစ်ခင်ရတဲ့တန်ဖိုးထားရတဲ့ကျေးဇူးရှင်မိသားစုများအားလုံးနဲ့တူတူပြန်လည်ဆုံစည်းကြပါစို့လို့နှုတ်ဆက်ကတော့အတွေ့ရတဲ့မိသားစုများအားလုံးကိုနှုတ်ဆက်ကတော့ပြုလုပ်ပါခင်ဗျာ